အတ္တသားတွေလောဘသားတွေမောဟသားတွေရဲ့အလယ်မှာကျေးဇူးတည်တတ်တယ်ဆိုတာမျိုးကရှားပါနေတယ်ကတိညုတကတဝေဒီဘာမှမတောင်းမဆိုရပဲနဲ့သူ့ဘက်ကနေအလိုလိုကျေးဇူးတွေလိုက်ပြုနေတတ်တဲ့သူမျိုးကိုလည်းယာခဲ့တယ်လို့အဲ့ဒီကျေးဇူးကိုတည်တတ်တဲ့သူကိုလည်းယာခဲ့တယ်တဲ့အဲ့လိုဘုရားဟောတာဖြစ်တဲ့အတွက်ကြောင့်ကိုကောင်းတယ်လို့လူတိုင်းပြန်ကောင်းနေမှာမဟုတ်တာကတော့အမှန်တရားတစ်ခုပဲကိုကကောင်းပေမဲ့လို့ကိုယ့်ဘောပြန်မကောင်းဘူးလို့စိတ်မကောင်းနေဖြစ်ကြတာအဲ့လိုမျိုးတွေကြုံကြရတော့လောကသည်အတ္တသားတွေများသည်မောဟသားတွေများသည်ကိုယ်ကျိုးအတွက်ပဲကြည်ကြသည်စားသလောက်မဝတဲ့သူတွေများသည်ရသလောက်မတင်တိမ်နိုင်တဲ့သူတွေများသည်မျက်တောင်တဆုံးပဲကြည်တတ်တဲ့သူကများတယ်အရှိကြည်တတ်တဲ့သူကနေတယ်သူကျေးလို့စားတာပဲဘာကျေးဇူးတင်စရာရှိလို့လဲကိုတောင်းတာမှမဟုတ်တာဒီလိုမျိုးကျေးဇူးကမ်းတဲ့သူတွေလည်းရှိတယ်သူပေးလို့ယူတာပဲကိုတောင်းတာမှမဟုတ်တာဆိုပြီးတော့ကျေးဇူးကမ်းတဲ့သူတွေရှိကြတယ်အဲ့တော့ကိုမြတ်တာမစစ်လို့မဟုတ်ဘူးသူတို့ကိုယ်တိုင်ကိုကစုပ်ကပ်ကြီးလည်းဖြစ်နေတော့မောဟတွေကြီးလွန်နေတာမောဟတွေကြီးလွန်တော့ကျေးဇူးရှင်ဆိုတာလည်းမသိတော့ဘူးအဲ့ဒီကျေးဇူးကိုအတိအမှတ်ပြုပေးရမယ်ဆိုတာကိုလည်းနားမလဲတော့နှစ်ဖက်မျှတဲ့ဆက်ဆံရေးမျိုးမရနိုင်တော့ကိုဘလောက်ကောင်းတဲ့လောက်ကိုနင်းသွားတာကိုဟာသူတို့အတွက်လေကတိတစ်ခုပဲကျွေးကြတဲ့လောက်ကျွေးစားသွားမှာပဲမစားရတဲ့နေ့ရံပြန်ပြူတာပဲပေးကြတဲ့လောက်ပေးယူသွားမှာပဲမရတော့တဲ့နေ့ရံသူလိုသဘောထားတာပဲအဲ့လိုဆိုတော့သူ့ဘက်ကိုယ်ဘက်မျှတဲ့ဆက်ဆံရေးမျိုးရှိတော့မှအဲ့ဒါဆက်ဆံပါလို့ပဲမှာရမှာပဲလူတိုင်းပေါ်မှာလိုက်ကောင်းနေတဲ့အခါမှာအလူအတန်းတစ်ခုအနေနဲ့ပြုချင်ရင်ပြုလိုက်ဒါပေမဲ့အတူရှင်တွဲပြီးတော့မနေနဲ့ကိုယ့်အပေါ်မှာအရေးနေအခက်ချိုးဆိုတဲ့လူမျိုးတွေနဲ့သာတွေ့တာများတယ်မောဟသားတွေများတဲ့လောကမှာကျေးဇူးတည်တတ်သူမရှိတဲ့အပြင်အရေးလည်းနေသေးတဲ့အခက်လည်းချိုးဖြစ်တဲ့သူမျိုးတွေတနေ့တစ်လုံးရွှေဥပင်နေတဲ့ငန်းကိုမတင်းတိမ်နိုင်တော့လောဘကြီးပြီးတော့တခါတည်းတပ်ပြစ်လိုက်သလိုမျိုးကျွေးတဲ့လက်ကိုပြန်ကိုက်တတ်တယ်ပေးနေတဲ့သူကိုပြန်ပြီးတော့ရန်ရှာတတ်တယ်ဒါကြောင့်ကိုကပေးလိုက်ပြီဆိုလို့ရှိရင်ကုသိုလ်ရတယ်လို့ပဲသဘောထားပြန်မမျောလင်းနဲ့တော့မျောလင်းရင်ပူလောင်တယ်မျောလင်းတဲ့အတိုင်းပြန်ပြီးတော့ကောင်းကြမှာမဟုတ်တာကများတယ်ဒါကြောင့်ကုသိုလ်ပြုခြင်းရင်လွတ်လွတ်လပ်လပ်ပြုလိုက်ကိုကအများအတွက်ကောင်းပေးနေတဲ့အခါမှာကောင်းတုံးတာကိုရန်နေကြတယ်လို့အမြဲကိုတတိပေးမကြွေးနိုင်တဲ့နေ့ကိုဘေးနားမှာတယောက်မှရှိမှာမဟုတ်တော့ဘူးမပေးနိုင်တဲ့နေ့ကိုဘေးနားမှာတယောက်မှရှိမှာမဟုတ်တော့ဘူးကိုမကြွေးနိုင်မပေးနိုင်ပဲနဲ့ဒုက္ခရောက်တဲ့အခါမှာလည်းကိုကြွေးထားပေးထားတဲ့သူတွေကကိုပြန်ကြည့်ဖို့ဆိုတာဟာလုံးဝမျောလင်းလို့မရတဲ့အရာမျိုးအင်မတန်မှတိတက်လွန်တော်သူတွေမှသာလျင်ဆယ်ကွေးတစ်ကွေးကိုပြန်ကောင်းနိုင်တာဒါကြောင့်ကိုကကောင်းပေးပြီးရင်မျောလင်းချက်မထားဘဲနဲ့သာကောင်းပေးလောကမှာကိုကောင်းတယ်လို့ပြန်ကောင်းမယ်ဆိုတဲ့အရာမျိုးကိုမမျောလင်းကောင်းသောအရာလို့သာသဘောထားလိုက်မေတ္တာပေးရင်လည်းအဝေးမေတ္တာသာပေးကြွေးမွေးကြံလို့ရှိရင်လည်းကြွေးပြီးရင်တခါတည်းအလူဖြစ်သွားပြီလို့သာသဘောထားတဲ့နည်းနဲ့ကြွေးပေးပြန်မမျောလင်းနဲ့အဲ့ဒီလိုလူတွေနဲ့တဘဝလုံးရှင်တွဲနေဖို့လဲမစင်စားနဲ့ကိုနဲ့တဘဝလုံးအတူရှင်တွဲနေပြီးတော့တသက်တာကျေးဇူးကံကျေးဇူးစားအနေနဲ့နှစ်ဖက်မျှတဲ့ဆက်ဆံရေးနဲ့နေသွားမယ်ဆိုတဲ့သူမျိုးတွေဟာဒီဘက်ခင်မှာရှားသွားပြီဒါကြောင့်အတိတတိပညာတို့ဖြင့်မိမိကိုယ်စောင့်ရှောက်ပြီးတော့ကိုကောင်းတိုင်းသူပါလို့ပြန်မကောင်းရတာလေလို့အဲ့ဒီလိုမျိုးစိတ်မကောင်းတွေမဖြစ်ချင်ဘူးဆိုရင်အနေအထားကိုကြည်ပြီးတော့မှသာကောင်းပေးလိုက်လို့ကိုလည်းပြန်ပြီးတော့ကာကွယ်တတ်အောင်ကာကွယ်လို့မှာချင်တာပါဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့ကုသိုလ်မပြတ်စေရအောင်ကုသိုလ်မပြတ်တဲ့နည်းနဲ့ပေးနိုင်ပါစေကုသိုလ်မပြတ်တဲ့နည်းနဲ့ကျွေးနိုင်ပါစေမျောလင်းချက်မပါဘဲနဲ့သာလူတွေနဲ့ဆက်ဆံပါအေးချမ်းပါလိမ့်မယ်ဒါကြောင့်အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ